Bismillahirrahmanirrahim. Assalamu alaikum wa rahmatullahi wa barakatuh. မိတ်ဆွေများဖြစ်စဉ်တစ်ခုကိုစိတ်ကူးရင်ပုံဖော်ကြည့်ပါအိမ်တအိမ်မှာအသက်အရွယ်ကြီးရင်သွားတဲ့မိဘနှစ်ပါးဟာတောက်တောက်မှာအထီးကျန်စွာနဲ့ထိုင်နေကြတယ်သူတို့ရဲ့သားသမီးတွေကတော့ထူးချွန်အောင်မြင်သွားကြပြီးလုပ်ငန်းတွေအသီးသီးနဲ့အလုပ်တွေရှုပ်နေကြပြီးရန်ဖန်ရခါသူတို့ကိုပတ်စံတွေလည်းပို့ကြတယ်သို့တော်လည်းပဲသူတို့စီကိုလူကိုယ်တိုင်လာပြီးတော့နေလဲပတ်တာလူကိုယ်တိုင်လာပြီးတော့တွေ့တာတွေအလွန်အင်မတန်နဲပါသွားပြီသူတို့တစ်ချိန်တော့ဒီကလေးတွေကိုလွယ်ခဲ့တဲ့လက်တွေဆိုတာလေအခုချိန်မှာအင်အားတွေချီးနေကုန်ပြီတစ်ချိန်တော့သူတို့ရဲ့အတန်တစ်ခုနဲ့မိသားစုနဲ့အားလုံးနားထောင်ခဲ့ကြတဲ့အတန်တစ်ခုဟာအခုချိန်မှာနားထောင်မဲ့သူတွေလည်းမရှိကြတော့ဘူးတကယ်တော့ဒီလိုဖြစ်စဉ်တွေဆိုတာရှာပါဖြစ်စဉ်တွေမဟုတ်ကြတော့ပါဘူးကျွန်တော်တို့လူအဖွဲ့အစည်းမှာနေရာတော်တော်များမှာဒီလိုဖြစ်စဉ်တွေတဖြည်းဖြည်းနဲ့များလာပါတယ်မိဘတွေအသက်ကြီးသွားတဲ့အခါမှာတက်ကြီးကေဟာတွေကိုပို့လိုက်ကြတယ်သူတို့တွေကိုတတိထားယူဆိုင်မှုတွေအားနေသွားတယ်တကိုယ်ရည်လွတ်လပ်မှုဆိုတဲ့ဖိအားအောက်မှာမိသားစုဆိုတဲ့နောင်ကျိုးတွေလည်းရော်ရဲကုန်တယ်ဒါနဲ့ပတ်သက်လို့အစ္စလာမ်သာသနာမှာမိဘတွေနဲ့ပတ်သက်လို့ဘယ်လိုမျိုးအမိန့်ရှိထားတယ်လဲလူကြီးမိဘတွေကိုယိုသေးလေးစားဂရုစိုက်တယ်ဆိုတာကတာမန်လူမှုရေးအရာရိုးရာယဉ်ကျေးမှုအဆင့်ပဲလားဒါမှမဟုတ်ရင်အစ္စလာမ်သာသနာမှာအလ္လာဟ်ရှင်မြတ်တခင်ထံတော်ဘာကနေတိုက်ရိုက်ချပေးတဲ့တာဝန်တရားလားဆိုတာနဲ့ပတ်သက်လို့ကျွန်တော်တို့လေ့လာကြည့်ကြရအောင်ခင်ဗျာကျွန်တော်များကုရ်အာန်ထဲမှာအလ္လာဟ်ရှင်မြတ်တခင်အမိန့်ရှိတော်မူတယ်ဝဝဆွိုင်းနလ်အင်ဆာနဘီဝါလီဒိုင်ဟီအလ္လာဟ်ရှင်မြတ်တခင်ဟာမနုဿလူသားကိုမိမိရဲ့မိဘနှစ်ပါးနဲ့ပတ်သက်လို့အလုံးအင်မတန်လေးနက်စွာနဲ့အမိန့်ရှိတော်မူတယ်လေးနက်စွာမိန့်ကြားတော်မူတယ်ဟာမလတ်ဟူအမ်မူဟူဝဟ်နန်အလာဝဟ်နန်သူ့ရဲ့မိခင်ဟာသူ့ကိုအင်အားနည်းနေတဲ့အချိန်မှာတဘောကအင်အားချီးနဲ့နေတဲ့အနေထားအင်အားချီးနဲ့နေတဲ့အချိန်မှာသူ့ရဲ့မိခင်ဟာသူ့ကိုဝမ်ဘိုက်ထဲမှာလွှဲခဲ့ပါတယ်တဲ့ဝဖီဆာလူဟူဖီအာမိုင်နီနှစ်နှစ်မြောက်တဲ့အခါမှာသူ့ကိုနှုတ်ဖြတ်စေခဲ့တယ်ဝနစ်အနစ်ကူလီဝလီဝလီဒိုင်ကမိမိကိုကျေးဇူးတင်မှာဘေဝလီဒိုင်ကတင်းရဲ့မိဘနှစ်ပါးကိုကျေးဇူးတင်မှာလို့အမိန့်ရှိတယ်ဒီဗျာဒိတ်တော်ကိုကျွန်တော်တို့အလေးနဲ့ပြန်ပြီးတော့ကြည့်ခဲ့မယ်ဆိုရင်အလ္လာဟ်ရှင်မြတ်တခင်ကမိမိရဲ့ကျေးဇူးတော်ကိုမိဘရဲ့ကျေးဇူးနဲ့ဒွန်တွဲပြီးတော့နေပြောတယ်ဒါဟာအလွန်အင်မတန်ထူးခြားလေးနက်တဲ့အင်မတန်ထူးခြားတဲ့ဗျာဒိတ်တော်ဖြစ်တယ်အစ္စလာမ်သာသနာဟာကျွန်တော်တို့ကိုမိဘနှစ်ပါးရဲ့သူတို့ရဲ့အရေးပြတ်ခဲ့ရတဲ့ရက်တွေအရေးပြတ်ခဲ့ရတဲ့ညတွေကိုလည်းပြန်ပြီးတော့နေသတိလုပ်ပေးနေတယ်အဲ့လိုမျိုးပဲသူတို့ရဲ့ခန္ဓာကိုယ်မှာခံစားခဲ့ရတဲ့ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုလည်းပြန်ပြီးတော့နေသတိလုပ်ပေးနေတယ်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာဝန်တော့ဝန်ဖို့စိတ်ပိုင်းဆိုင်ရာထမ်းပိုးထားရတဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုလည်းပဲကျွန်တော်တို့ကိုပြန်ပြီးတော့နေသတိလုပ်ပေးနေတယ်အဲ့လိုမျိုးပဲတိတ်ဆိတ်စွာနဲ့သူတို့တွေဆူတောင်းခဲ့ရတဲ့သူတို့ရဲ့ဆူတောင်းတွေကိုလည်းပဲကျွန်တော်တို့ကိုပြန်ပြီးတော့နေသတိလုပ်ပေးနေပါတယ်ခင်ဗျာမိတ်ဆွေများခင်ဗျာကျေးဇူးတည်တတ်ခြင်းဆိုတာကကျွန်တော်တို့မမြင်ခဲ့ရတဲ့အရာတွေကိုကျွန်တော်တို့ပြန်လည်စဉ်းစားတွေးတောသိရှိနိုင်ခြင်းကနေစတင်ပါတယ်ခင်ဗျာအဲ့လိုမျိုးပဲကျမ်းတော်များကုရ်အာန်ရဲ့နောက်တနေရာမှာအလ္လာဟ်ရှိမြတ်တခင်အမိန့်ရှိတယ်ဝကဒါရဘ်ဘူကအလ္လာတအဘူဒူအီလာအီယာဟူဝဘီလ်ဝါလီဒိုင်နီအဟ်ဆာနာအလ္လာဟ်ရှိမြတ်တခင်တပါးတည်းကိုစီကကိုးကွယ်ခြင်းကိုမိဘနှစ်ပါးကိုအကောင်းမွန်စွာဆက်ဆံခြင်းနဲ့ဒွန်တွဲပြီးတော့အလ္လာဟ်ရှိမြတ်တခင်အမိန့်ရှိတယ်အစ္စလာမ်သာသနာမှာအလ္လာဟ်ရှိမြတ်တခင်တပါးတည်းကိုစီကကိုးကွယ်ခြင်းဆိုတဲ့တာဟီဒ်ဆိုတာအလွန်အင်မတန်အခြေခံကြတဲ့အသက်သွေးကြောဖြစ်တယ်အလွန်အင်မတန်အရေးကြီးဆုံးလို့ပြောတဲ့အခြေခံအကြဆုံးအသက်သွေးကြောဖြစ်တယ်ဒီအရာကိုအလ္လာဟ်ရှိမြတ်တခင်ကမိဘနှစ်ပါးကိုကောင်းမွန်စွာဆက်ဆံခြင်းနဲ့ဒွန်တွဲထားတာကိုကြည့်ခြင်းအဖြစ်ဒီနေရာမှာကျွန်တော်တို့စဉ်းစားဆင်ခြင်သုံးသပ်နိုင်တဲ့သူတွေအတွက်မိဘနှစ်ပါးရဲ့ကျေးဇူးကိုမိဘနှစ်ပါးကိုကောင်းမွန်စွာဆက်ဆံခြင်းကိုအစ္စလာမ်သာသနာမှာဘယ်အတိုင်းတာအထိနေရာပေးထားလဲဆိုတာကျွန်တော်တို့အလွန်အင်မတန်ထင်ရှားစွာနဲ့သိမြင်နားလည်နိုင်ပါတယ်အဲ့လိုမျိုးပဲအနောက်မှာဆက်ပြီးတော့လည်းအမိန့်ရှိတယ်အင်မာယဘလူဂန်နာအင်ဒကလ်ကိဘရာအဟဒဟူမာအောကီလာဟူမာအကယ်၍မိဘနှစ်ပါးသို့မဟုတ်တစ်ပါးကအသက်အရွယ်ကြီးရင်လာတဲ့အချိန်နဲ့ကြုံကြိုက်ခွင့်ရတယ်အသက်အရွယ်ကြီးရင်သွားပြီဆိုရင်တဲ့ဖလာတကွလ်လဟူမာအဖ်သူတို့ကိုအဖ်လို့တော့မပြောနဲ့လို့ပြောတယ်ဒီနေရာမှာ off ဆိုတဲ့စကားကကျွန်တော်တို့မြန်မာလိုပြောမယ်ဆိုရင်ကျွန်တော်တို့မကြီးရဘဲနဲ့တခုခုအာမေဒိတ်တန်ဖြစ်တို့မပုံစံတခုခုနဲ့မိဘကိုမလိုချင်တဲ့ပုံစံညှို့ညင်တဲ့ပုံစံအနှောက်အယှက်ဖြစ်တဲ့ပုံစံမျိုးကိုဖော်ပြခြင်းကိုဆိုလိုတယ်လို့ဆိုတယ်ဆိုတော့မိဘနှစ်ပါးကိုဘယ်လိုပုံစံမျိုးနဲ့မှအနှောက်အယှက်ညှို့ညင်တဲ့ပုံစံမျိုးတောင်မှမပြောကြနဲ့ဆိုပြီးတော့အလ္လာဟ်ရှင်မြတ်တခင်ကဒီနေရာမှာအမိန့်ရှိတော်မူတယ်
အဲ့လိုမျိုးပဲအနောက်မှာဆက်ပြီးတော့ပြောတယ်ဝလာတန်ဟာဟူမာသူတို့ကိုငောင်ငန်းတာညူဆူတာဒါမျိုးတွေလည်းလုံးဝမပြောကြပါနဲ့တဲ့ပြီးတော့မှဆက်ပြောတယ်ဝကုလဟူမာကောလန်ကရီမာသူတို့ကိုနူးညံ့ချိုတာတိမ်မွေ့ယဉ်ကျေးစွာနဲ့ပဲသူတို့ကိုပြောဆိုဆက်ဆံပါလို့အလ္လာဟ်ရှင်မြတ်တခင်ကကျမ်းတော်မြတ်ကုရ်အာန်ထဲမှာအမိန့်ရှိတယ်နောက်ထပ်ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ဗျာဒိတ်တော်တွေရှိတယ်မဟာတမန်တော်မြတ်ကြီးရဲ့ထေရုပတိထဲမှာလည်းအများကြီးရှိတယ်မဟာတမန်တော်မြတ်ကြီးရဲ့မိတ်ဆွေကြတွေအများကြီးရှိတယ်ဆိုတော့ဒီလောက်ကိုကျွန်တော်တို့ခြုံပြီးတော့ကြည့်လိုက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ယနေ့ခေတ်သစ်ကဘာမှာခေတ်စားလာတဲ့အသက်ကြီးလာတဲ့မိဘတွေကိုခုနပြောတဲ့အသက်ကြီးလာတဲ့မိဘတွေကိုလူကြီးကေဟာပို့တာတက်ကြီးကေဟာပို့တာအဲ့လိုမျိုးပဲမိဘတွေနဲ့လုံးဝအဆက်အသွယ်ဖြတ်ပြီးတော့နေတာဒါတွေအားလုံးဟာအစ္စလာမ်သာသနာကနေတွင်တင်ထားတဲ့အရာတွေမဟုတ်ဘူးကျွန်တော်တို့မိဘတွေကျွန်တော်တို့ဘဝရဲ့အစိတ်ပိုင်းဖြစ်တယ်ကျွန်တော်တို့မိသားစုဝင်တွေကျွန်တော်တို့ဘဝရဲ့အစိတ်ပိုင်းဖြစ်တယ်ဆိုတဲ့သတင်းစကားလေးအစ္စလာမ်ကနေလေးလေးနက်နက်ပေးနေပါတယ်အဲ့လိုမျိုးပဲကျွန်တော်တို့မြန်မာစကားမှာလူအများပြောထားရှိတဲ့စကားတစ်ခုရှိပါတယ်ကြီးသူကိုလေးစားငယ်သူကိုတနာပါဒါကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာပြောလို့ရှိတာအစ္စလာမ်သာသနာကတော့ဒီစကားကိုရိုးရယဉ်ကျေးမှုအဆင့်နဲ့မဟုတ်ဘဲနဲ့သာသနာရဲ့တာဝန်တစ်ဖွဲ့သာသနာရဲ့တာဝန်တရက်ဖြစ်နေအစ္စလာမ်သာသနာကနေအမိန့်ရှိထားပါတယ်ကျွန်တော်ရဲ့နှဘွားတခင်ကျေးဇူးရှင်မဟာတမန်တော်မြတ်ကြီးမုဟမ္မဒ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကအမိန့်ရှိတော်မူတဲ့လိုင်ဆာမင်နာငါအထက်ကမဟုတ်ဘူးတဲ့တဘောကငါတို့အထက်ကမဟုတ်ဘူးဘာလို့လဲဆိုတော့မလမ်ယရဟမ်ဆဂီရနာငါတို့အထက်ကငယ်ရွယ်တဲ့သူတွေတဘောကလူဖွဲ့စည်းထဲမှာရှိတဲ့ငယ်ရွယ်တဲ့သူတွေကိုတနာညတာလည်းမရှိဘူးဝလီဝကရကဘီရနာအသက်အရွယ်ကြီးရတဲ့သူတွေကိုလေးစားတာလည်းမရှိဘူးဆိုရင်ဒီလူတွေငါတို့အထက်ကမဟုတ်ဘူးတဲ့တနည်းအားဖြင့်ပြောရင်မဟာတမန်တော်မြတ်ကြီးရဲ့တွင်တင်ချက်ထဲကမဟုတ်ဘူးမဟာတမန်တော်မြတ်ကြီးရဲ့လမ်းစဉ်တွေကမဟုတ်ဘူးလို့ရှင်းလင်းသိကြစွာအမိန့်ရှိနေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့နောက်ဆုံးညီကုန်းချုပ်အနေနဲ့ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ဗျာဒိတ်တော်တွေမဟာတမန်တော်မြတ်ကြီးရဲ့လမ်းညွန်ဆုံးမချက်တွေနဲ့အညီကျွန်တော်တို့ရဲ့မိသားစုဘဝကိုတည်ဆောက်ကြမယ်မိဘတွေကိုယိုသေးလေးစားကြမယ်မိသားစုတွေမှာရှိတဲ့လူကြီးသူမတွေကိုစောင့်ရှောက်ကြမယ်ဂရုစိုက်ကြမယ်ယိုသေးစွာနဲ့ကောင်းမွန်စွာပြောဆိုဆက်ဆံကြမယ်ဆိုရင်ကျွန်တော်တို့လူအဖွဲ့အစည်းကပို့ပြီးတော့နေချင်းစပွဲကောင်းတဲ့ပို့ပြီးတော့အနှစ်သာရရှိတဲ့လူအဖွဲ့အစည်းတစ်ခုတည်ဆောက်နိုင်မယ်ဆိုတဲ့သတင်းစကားလေးပေးရင်းနဲ့ပဲကျွန်တော်ဒီလောက်နဲ့ပဲညီကုန်းချုပ်လိုက်ပါတယ်ခင်ဗျာဝါခီရူဒါဝါနာအန်အလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်